အားလုံးပဲမင်္ဂလာပါ In the Wall in China နေပြီးတော့ကြိုဆိုပါရစေ American ထောက်လှမ်းရေး CIA ကကျူးဘားခေါင်းဆောင်ဟောင်း Fidel Castro ကိုအကြိမ်ပေါင်းယာနဲ့ချီပြီးလှုပ်ကြံခဲ့ပေမဲ့ Fidel Castro ကတော့ဒီလှုပ်ကြံမှုအားလုံးကနေပြီးတော့ဘေးမတိရမခပဲလွတ်မြောက်ခဲ့ပါတယ် Fidel Castro ကိုလှုပ်ကြံမှုအတွက် American ထောက်လှမ်းရေးကအကြိမ်ပေါင်းယာနဲ့ချီတချို့မှတ်တမ်းတွေအရဆိုအကြိမ်ပေါင်း600ကျော်အထိစူးစမ်းလှုပ်ကြံခဲ့ပေမဲ့ Fidel Castro ကအသက်ကြီးတဲ့အထိနေပြီးတဘာဝအတိုင်းသေဆုံးသွားခဲ့တယ်ဆိုတာတမိုင်းမှာအင်မတန်ထူးခြားစမ်းကြယ်တဲ့ကိစ္စတွေကတစ်ခုပဲဖြစ်ပါတယ်ဒီလိုမျိုးလွတ်မြောက်နိုင်ခဲ့တဲ့အကြောင်းက American ထောက်လှမ်းရေး CIA ကသုံးစားမရတဲ့ချာတူးလန်အဖွဲ့အစည်းမှုလို့လားကျူးဘားရဲ့တံပြန်ထောက်လှမ်းရေး G2 က American CIA တက်ပို့ပြီးတော့တာလို့လားကျူးဘားပြည်သူတွေကသူတို့ရဲ့ခေါင်းဆောင်ကိုအကုန်စုပေါင်းဝိုင်းဝန်းပြီးတော့ကာဝယ်ခဲ့လို့လား Fidel Castro ကိုယ်တိုင်ကဥပစ္စေတကကန်နဲ့သေဖို့ကံပါမလာတဲ့ခေါင်းဆောင်တယောက်မို့လို့လားဒီလေးချက်ထဲကဘယ်အချက်တွေက Fidel Castro ကို CIA ကလှုပ်ကြံမှုတွေကနေပြီးတော့လွတ်မြောက်နိုင်စေခဲ့တယ်တကယ်ဆိုရင်တော့ဒီလေးချက်လုံးကြောင်းလို့ပြောမယ်ဆိုရင်တော့မှမှန်ပါတယ်သူ့ကိုဘာကြောင့်ထိခိုက်မှုတွေမရှိခဲ့ဘူးလေနောက်ွယ်ကအကြောင်းတရားတွေနဲ့အသေးစိတ်အချက်လက်တွေကိုကျွန်တော်နဲ့အတူလိုက်ပြီးတော့အတူတူကြည့်အောင်နော် CIA က Fidel Castro ကိုလှုပ်ကြံမှုစူးစမ်းခဲ့တဲ့အကြိမ်ရည်နဲ့ပတ်သက်ပြီးတော့တမိုင်းမှတ်တမ်းမှာအဓိကကိန်းဂဏန်းနှစ်ခုရှိပါတယ် Castro ကိုအနီးကပ်ကာကွယ်ခဲ့တဲ့ကျူးဘားတံပြန်ထောက်လှမ်းရေးအဖွဲ့ G2 ရဲ့အကြီးအကဲဟောင်း Fabian Escalante ရဲ့မှတ်တမ်းတွေအရ CIA နဲ့ကျူးဘားအဝေးရောက်အတိုက်ခံတွေပူးပေါင်းပြီး Castro ကိုလှုပ်ကြံတဲ့ကြံစီမှုစုစုပေါင်း638ကြိမ်ရှိခဲ့တယ်လို့ဆိုပါတယ်ဒီအကြိမ်တွေထဲမှာစက်ကူပေါ်ကအစီအစဉ်အဆင့်ပဲရှိသေးတာတွေလက်တွေ့အကောင့်ထဲပေါ်ဖို့စူးစမ်းကန်ဒီမှာပြက်ပြဲသွားတာတွေနဲ့အမှန်တကယ်လှုပ်ကြံမှုခြေလှမ်းလှမ်းခဲ့တာတွေအားလုံးပါဝင်ပါတယ်နောက်ထပ် Fidel Castro ကိုလှုပ်ကြံတဲ့အကြိမ်ရည်နဲ့ပတ်သက်ပြီးတော့ဒုတိယကိန်းဂဏန်းတစ်ခုကတော့ American အစိုးရရဲ့ Chess Committee ကထုတ်ပြန်တဲ့အကြိမ်အရေအတွက်ပဲဖြစ်ပါတယ်1985ခုနှစ်မှာ American အစိုးရက CIA ရဲ့တရားမဝင်ရှုပ်ဝက်လုပ်ငန်းတွေကိုထုတ်ဖော်ဖို့အတွက် Chat Committee တစ်ခုကိုဖွဲ့စည်းခဲ့ပါတယ်။ဒီကော်မတီရဲ့တရားဝင်အစီအစဉ်ခန်းစာတွေအရ CIA ဟာ1960ပြည့်နှစ်ကနေ1965ခုနှစ်အတွင်း Castro ကိုလှုပ်ကြံဖို့အနည်းဆုံး8ကြိမ်တက်မနည်းအပီအပြင်ကြံစည်အားထုတ်ခဲ့ကြောင်းတရားဝင်ဝန်ခံခဲ့ပါတယ်။ဒီနေရာမှာ CIA ရဲ့လှုပ်ကြံမှုတွေနဲ့ပတ်သက်ပြီးတော့ Fidel Castro ပြောခဲ့တဲ့စကားတစ်ခွန်းကအရန်နာမည်ကြီးပါတယ်။အကယ်၍ American အစိုးရရဲ့လှုပ်ကြံမှုတွေကသာအိုလံပစ်အားကစားပွဲတစ်ပွဲဖြစ်ခဲ့မယ်ဆိုရင်ငါအခုလောက်ဆိုရွှေတံဆိပ်ရလောက်ပြီဆိုပြီးတော့ Castro ကအရှုံးဖောက်ပြီးတော့ပြောခဲ့ပါတယ်ဒီလိုပြောရလောက်အောင်လဲ American အစိုးရဘက်က Castro ကိုလှုပ်ကြံမှုနီလန်းမောင်းမျိုးစုံနဲ့ကြိုးပမ်းခဲ့တာပဲဖြစ်ပါတယ် Fidel Castro ကို American ထောက်လှမ်းရေး CIA ကလှုပ်ကြံလို့မရခဲ့တဲ့အဓိကအကြောင်းပြချက်တစ်ခုကိုစပြီးပြောရမယ်ဆိုရင်တော့ကျူးဘားနိုင်ငံရဲ့ထောက်လှမ်းရေးတပ်ဖွဲ့ G2 ရဲ့စွမ်းဆောင်ရည်ကြောင့်ပဲဖြစ်ပါတယ်။အဲ့ဒီအချိန်က Castro ကိုအနီးကပ်လုံခြုံရေးပေးပြီး CIA ရဲ့လှုပ်ကြံမှုတွေကိုနှိမ်နင်းခဲ့တဲ့ကျူးဘားထောက်လှမ်းရေးအဖွဲ့ကအဓိကအမည်က G2 General Directorate of Intelligence ပဲဖြစ်ပါတယ်။ဒီအဖွဲ့အစည်းနဲ့ပတ်သက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တချို့ကတော့ဒီအဖွဲ့အစည်းကိုပြည်တွင်းလုံခြုံရေးအဓိကအဖွဲ့အစောပိုင်းမှာ DSE လို့ခေါ်တဲ့နိုင်ငံတော်လုံခြုံရေးဌာနအဖြစ်ဖွဲ့စည်းခဲ့ပြီးတော့အဲ့ဒီအောက်က G2 က Castro ရဲ့အသက်အန္တရာယ်ကိုကာကွယ်ဖို့နဲ့တံပြန်ထောက်လှမ်းရေး Counter Intelligence လုပ်ငန်းတွေကိုအဓိကတာဝန်ယူခဲ့တာပဲဖြစ်ပါတယ်။ Fidel Castro ရဲ့လုံခြုံရေးအဖွဲ့ကိုဦးဆောင်တဲ့ Fabian Escalante ဟာအလွန်တော်တဲ့ထောက်လှမ်းရေးအရာရှိတဦးဖြစ်ပါတယ်။ CIA ကဘလို့နီးမျိုးနဲ့လာနိုင်မလဲဆိုတာကိုသူတို့ကအမြဲကြိုတင်တွက်ဆထားပြီးတော့ Castro ရဲ့သွာလာလှုပ်ရှားမှုတွေကိုလုံးဝကိုရှုပ်ဝက်ထားလေးရှိပါတယ်။အဲ့ဒီအချိန်တုန်းကကျူးဘားနိုင်ငံရဲ့ G2 ကဆိုဗီယက်ယူနီယံရဲ့ KGB ကနေပြီးတော့နည်းပညာနဲ့လေ့ကျင့်ရေးအကူအညီတွေရယူခဲ့တာကြောင့်ကမ္ဘာအထီရောက်ဆုံးနဲ့အပီပြင်းဆုံးတံပြန်ထောက်လှမ်းရေးအဖွဲ့အစည်းတစ်ခုအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ဒီလိုထူးချွန်လာတဲ့ထောက်လှမ်းရေးအဖွဲ့အစည်းရဲ့ကာကွယ်စောင့်ရှောက်မှုနဲ့အတူ Fidel Castro ဟာသူပမာအိတ်လေဘယ်ကိုသွားမယ်ဘာတွေလုပ်မယ်ဆိုတာကိုနောက်ဆုံးအချိန်အထိဘယ်သူမှပြောပြလိမ့်မရှိပါဘူး။သူသွားမဲ့လမ်းကြောင်းတွေဆိုလို့ရှိရင်လည်းအမြဲတမ်းရုတ်တရက်ပြောင်းလဲပြစ်လေရှိပါတယ်ဒီအချက်တွေက CIA ကို Fidel Castro ကိုလှုပ်ကြံမှုစူးစမ်းတဲ့အချိန်မှာအတားအဆီးအများကြီးဖြစ်စေခဲ့ပါတယ်ကျွန်တော်ပြောခဲ့တဲ့အချက်၄ချက်ထဲကတစ်ခုဖြစ်တဲ့ကျူးဘားပြည်သူတွေရဲ့တစ္ဆာရှိမှုနဲ့သတင်းပေးတဲ့စနစ်ကလည်း Fidel Castro ရဲ့လုံခြုံရေးအတွက်အလွန်အရေးပါတဲ့စနစ်တစ်ခုဖြစ်ခဲ့ပါတယ်ကျူးဘားမှာ
တော်လှန်ရေးကာကွယ်ရေးကော်မတီများ Committee for the Defense of the Revolution CDR ဆိုတဲ့ပြည်သူ့အခြေပြုထောက်လှမ်းရေးကွန်ရက်တစ်ခုကိုရက်ကွက်တိုင်းလမ်းတိုင်းမှာဖွဲ့စည်းထားပါတယ်။ CIA ကစေလွတ်လိုက်တဲ့တရှိုတွေဒါမှမဟုတ်မတင်ကားစရာလူစိမ်းတွေကိုပြည်သူတွေကပဲချက်ချင်းရိပ်မိပြီးတော့အစိုးရစီကိုသတင်းပို့လေးရှိတာကြောင့်လောက်ကျန်မဲ့အစီအစဉ်တွေဟာမစခင်ကတည်းကပြက်ပြဲသွားလေးရှိပါတယ်။ပြည်သူတွေပူးပေါင်းပါဝင်ထားတဲ့ထောက်လှမ်းရေးစနစ်တစ်ခုကဘလောက်ပဲကျန်းမာတယ်ဆိုတဲ့ထောက်လှမ်းရေးအဖွဲ့အစည်းကိုဖြစ်ဖြစ်ကောင်တာပြန်ပြီးတော့လုံနိုင်စွမ်းရှိပါတယ်။နောက်တစ်ချက်ကအဲ့ဒီကာလာကအမေရိကန်ထောက်လှမ်းရေး CIA ကတော်တော်လေးဒူတဲ့အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။သူတို့အဲ့ဒီအချိန်မှာလောက်ကျန်တာအောင်မြင်ခဲ့တာဆိုလို့သူတို့သမရကနေဒီပဲရှိတယ်လို့တောင်ပြောလို့ရပါတယ်။ကျူးဘားကိုဝင်သိမ်းဖို့လုပ်တယ်။ဒါပေမဲ့အချက်တကွဲအကျိုးနဲ့ဖြစ်ပြီးတော့ပြန်ဆုတ်ခဲ့ရပါတယ်။နောက်ပိုင်းမှာ CIA က Fidel Castro ကိုအညှိုးထားပြီးတော့အခုလိုမျိုးအကြိမ်600ခန်းအထိလုံခြံမှုစူးစမ်းတာပဲဖြစ်ပါတယ်။ဒါပေမဲ့သူတို့စူးစမ်းတဲ့နီလန်းတွေကတချို့ဟာတွေကဟာတာဆန်နေပြီးတော့မစ္စတာဘင်းရုပ်ရှင်ကြည့်နေရသလိုဦးချောင်းချောင်းနီးလန့်အနေနဲ့ပါလှုပ်ကြံမှုစူးစမ်းခဲ့ပါတယ်အကြံကုန်ဂလုံးစားချက်လို့ပြောရမလားတော့မသိပါဘူးဗျာဥပမာ CIA က Fidel Castro စလိတ်ကြိုက်တက်တာကိုအခွင့်ကောင်းယူပြီးတော့စလိတ်ဘူးထဲမှာရမ်းနေထည့်ပြီးတော့ဖောက်ခွဲဖို့ကြံစီခဲ့ပေမဲ့အဲ့ဒီစလိတ်ဘူးက Castro လက်ထဲကိုမရောက်ရှိခဲ့ပါဘူးပိုပြီးရည်ရတာက Fidel Castro ကရင်ငုံရတာကြိုက်တဲ့အတွက် CIA ကရေရောက်မှာအယောင်တောက်တောက်နဲ့ခယူလေးတွေထားပြီးတော့အဲ့ဒီခယူလေးတွေမှာမိုင်းဆင်ထားပြီး Fidel Castro ကိုင်တဲ့အချိန်မှာပောက်ကွဲအောင်အထိစူးစမ်းစီမံခဲ့ပါသေးတယ်သူတို့ဘလို့တွေးလဲတော့မသိဘူးပေါ့ဗျာဒါပေမဲ့အဲ့ဒီအကြံအစီကလည်းအလွန်ရှုပ်ထွေးပြီးတော့လှုပ်ဖို့ခဲရင်တာကြောင့် CIA အနေနဲ့မအောင်မြင်ခဲ့ပါဘူး Fidel Castro ကိုလှုပ်ကြံနိုင်မှုအတွက်အနည်းဆက်ဆုံးဖြစ်ခဲ့တဲ့လှုပ်ကြံမှုတစ်ခုကတော့အစိတ်ခတ်ထားတဲ့မစ်ရှိတ်ကို Fidel Castro ကိုတိုက်ဖို့လှုပ်တာပါ Castro တောက်မဲ့မစ်ရှိတ်ထဲမှာအစိတ်လုံးထည့်ပြီးတော့လှုပ်ကြံမှုစူးစမ်းခဲ့ပေမဲ့အဲ့ဒီအစိတ်ကရေခဲတက်တာအေးကန်းထဲကနေကတ်နေပြီးတော့ခွာတဲ့အခါမှာရေခဲတွေနဲ့တွဲနေပြီးပေါက်ထွက်သွားတဲ့အတွက်လှုပ်ကြံမှုမအောင်မြင်ခဲ့ပါဘူး။ American CIA ရဲ့သူတို့စီးပွားအတွက် Fidel Castro ကိုအကြံကုန်ဂလုံးစားချက်လှုပ်ကြံမှုစူးစမ်းခဲ့တဲ့အကြောင်းတွေကိုပြောမယ်ဆိုရင်တော့ကျွန်တော်တညာလုံးထိုင်ပြောနေလို့ရပါတယ်။ဒီထဲမှာကျူးဘားတံပြန်ထောက်လန်းရေးကသိရှိပြီးတော့ပြန်လဲဖော်ထုတ်တဲ့အကြောင်းအရာတွေပါတယ်လို့ American ဘက်ကနေပြီးတော့ထွက်ပေါ်ခဲ့တဲ့သတင်းတွေလည်းပါပါတယ်။သေချာတာတော့ American ဟာသူတို့ရဲ့အနည်းဆုံးနေရာမှာကွန်မြူနစ်တိုင်းပြည်တစ်ခုရှိနေတာကိုလုံးဝလက်မခံနိုင်တဲ့အတွက် Fidel Castro ကိုအကြိမ်ပေါင်းများစွာလှုပ်ကြံမှုစူးစမ်းခဲ့တာတော့သိကြပါတယ်။နောက်ဆုံးတစ်ချက်ဖြစ်တဲ့ Fidel Castro ကိုယ်တိုင်ရဲ့ကိုပိုင်ဗီဇနဲ့ကန်တရားကလည်းသူ့ကိုလှုပ်ကြံမှုမအောင်မြင်ခဲ့တဲ့အကြောင်းတွေထဲမှာအဓိကနေရာတစ်ခုကနေပါပါတယ်။ဒီဘက်ကို real life ဂျုံပွက်လို့တောင်ပြောလို့ရပါတယ်။သူ့ကိုအကြိမ်ပေါင်းများစွာလှုပ်ကြံမှုစူးစမ်းနေပေမဲ့သူကိုယ်တိုင်ကကြောက်လန့်မနေတာကလည်းလှုပ်ကြံရတာကိုပို့ပြီးတော့ခက်ခဲစေပါတယ်။ကျွန်တော်ဥပမာတစ်ခုပြောပြပါမယ်။ Fidel Castro ကလူကဲခတ်အလွန်တော်ပြီးတော့စိတ်ဓာတ်ပိုင်းဆိုင်ရာအလွန်ပြတ်သားသူတစ်ယောက်လည်းဖြစ်ပါတယ်။ဒီချိန်မှာတော့ CIA က Castro ရဲ့ချစ်သူဟောင်းဖြစ်သူ Maria Lauren ကိုအစိတ်တောက်နေပေးပြီးတော့ Castro ကိုလှုပ်ကြံမှုစေလွတ်ခဲ့ပါတယ်။ဒါပေမဲ့ Castro ကသူမလှုပ်ကြံမှုလာတာကိုရိပ်မိသွားပြီးတော့သူ့ရဲ့ pistol တနက်ကိုချက်ချင်းထုတ်ပေးလိုက်ပြီးမင်းငါ့ကိုတတ်ချင်ရင်တတ်နိုင်တယ်လို့ရဲရဲဝံ့ဝံ့ပြောခဲ့ပါတယ်။အဲ့ဒီအချိန်မှာမာရီယာက Castro ရဲ့အရှိန်အဝါကိုမလွန်ဆန်နိုင်မဲနဲ့စိတ်သက်ကြဆင်းပြီးတော့လှုပ်ကြံမှုကိုညှင်းဆန်ခဲ့ပါတယ်။တမိုင်းထောက်ထားတွေရတော့ Fidel Castro ကိုလှုပ်ကြံတဲ့သူ့ရေးစားဟောင်းကောင်မလေးကသူ့ကိုချစ်နေသေးတာလည်းပါပါတယ်။ဒီဘဲတွေကစော်ကြည့်ဘဲတွေဆိုတာတော့ခင်ဗျားတို့ကြုတ်တို့သိကြပါတယ်။သူ့ပေါ်တာချီကွေဖားတာဆိုလဲဘလောက်ရုပ်ဖြောင်းလဲဘလောက်စော်ကြည့်လဲဆိုတာအားလုံးသိတဲ့အတိုင်းပါပဲ။ဒါကလည်းသူ့ကိုတေဘေးကနေလွတ်မြောက်စေခဲ့ပါတယ်။အနှစ်ချုပ်ရင်တော့ Fidel Castro လှုပ်ကြံမခံရပဲအသက်ကြီးမှတဘာဝအတိုင်းပဲသေသွားတာ CIA ရဲ့စူးစမ်းမှုတွေကစက်ကူပေါ်မှာပဲစမ်းသစ်နေပြီးတော့တကယ်အပြည့်မှာအလုံးမဖြစ်တာနောက်တစ်ချက်ကကျူးဘားနိုင်ငံရဲ့တံပြန်ထောက်လန်းရေး G2 ရဲ့စွမ်းဆောင်ရည်ကတော်တော်အဆင့်မြင့်လာရောနောက်ပြီးတော့ကျူးဘားပြည်သူတွေကိုယ်တိုင်ကသူတို့ရဲ့ခေါင်းဆောင်ကိုအတူတူဝိုင်းဝန်းပြီးကာကွယ်ခဲ့တယ်ဆိုတဲ့အချက်အပါအဝင်Fidel Castro ကိုယ်တိုင်ရဲ့ထူးခြားတဲ့ကံတရားတွေအကုန်လုံးပေါင်းစပ်ပြီးတော့သူအသက်60အရွယ်မှာပဲတည်ဆုံးခဲ့တာဖြစ်ပါတယ်။အသက်60ဆိုတာကလည်းလူတစ်ယောက်အတွက်ခန္ဓာကိုယ်မှာယုံရင်းပျက်စီးမှုတွေတော်တော်လေးဖြစ်လာနေတဲ့အချိန်ဆိုတော့ Fidel Castro အနေနဲ့တကယ်ကောင်းတဲ့ဘဝတစ်ခုကိုရှင်သန်ပြီးတော့နောက်ဆုံးအချိန်ကြာမှအေးအေးချမ်းချမ်းနဲ့တည်ဆုံးခဲ့တယ်လို့ပြောလို့ရပါတယ်။ American ဘက်ကတော့တော်တော်လေးကိုမျက်စိစပင်မွေးစူးစရာပေါ့ဗျာ။တကယ်တော့ Fidel Castro ကိုလှုပ်ကြံခြင်းခဲ့တာက American အစိုးရရင်မဟုတ်ဘဲနဲ့American ကမာဖီးယားဂိုင်းတွေလည်းပါပါတယ်ကျွန်တော်တနေ့ကဆို The Irishman ဆိုတဲ့ရုပ်ရှင်ကိုကြည့်ပါတယ်အဲ့ဒီရုပ်ရှင်မှာဆိုရင်ပို့ပြီးတော့ရှင်းရှင်းလင်းလင်းသိရပါတယ်မာဖီးယားတွေကကျူးဘားနိုင်ငံရဲ့မြို့တော်ဟာဗာနာမှာကာစီနိုလောင်းကစားရုံတွေနဲ့
ပြည်ထစာကန်းတွေအများကြီးဖွင့်ထားပြီးတော့အကျိုးအမြတ်တွေရနေပါတယ်ဒီလုပ်ငန်းတွေကအမေရိကန်မှာလူမျိုးအခွန်အများကြီးလည်းမဆောင်ရပဲအခွန်ရှောင်လို့ရတာဖြစ်တဲ့အတွက်မာဖီးယားတွေအတွက်အကျိုးအမြတ်ကတော်တော်ကြီးပါတယ်ဒါပေမဲ့ဖီဒယ်ကက်စထရိုကျူးဘားမှာအာဏာရလာတဲ့အချိန်မှာကက်စထရိုကဒီလုပ်ငန်းတွေအားလုံးကိုပိတ်သိမ်းလိုက်ပါတယ်ဒီလိုပိတ်သိမ်းလိုက်တာကမာဖီးယားတွေကိုမျက်ခွက်ကိုဖျက်ရိုက်လိုက်တယ်လို့ခံစားရစေပြီးတော့ဖီဒယ်ကက်စထရိုအပေါ်ကိုပြင်းပြင်းထန်ထန်ကိုအညှိုးထားခဲ့ပါတယ်ဒီအချိန်မှာပဲအမေရိကန်အစိုးရကလည်းသူတို့နိုင်ငံနားမှာကွန်မြူနစ်တိုင်းပြည်တစ်ခုရုရှားနိုင်ငံရဲ့မိတ်ဖက်တိုင်းပြည်တစ်ခုကရှိနေတာကိုမလိုလားတာဖြစ်တဲ့အချိန်နဲ့မာဖီးယားတွေအညှိုးထားတာနဲ့ပေါင်းပြီးတော့ CIA ဘက်ကနေပြီးတော့ဖီဒယ်ကက်စထရိုကိုနီလန်းမျိုးစုံနဲ့လှုပ်ကြံဖို့စပြီးတော့စူးစမ်းခဲ့တာပဲဖြစ်ပါတယ်မိတ်ဆွေတို့ရောဖီဒယ်ကက်စထရိုအသက်60အထိရှည်ခဲ့ပြီးတော့ကြမ်းကြမ်းမာမာနဲ့နေထိုင်ပြီးတဘာဝနီလန်းအတိုင်းသေဆုံးသွားရတာဘာကြောင့်လို့ထင်လဲ CIA ညံ့လို့လားကျူးဘားထောက်လှမ်းရေးတော်လို့လားကျူးဘားပြည်သူတွေအကုန်ပူပေါင်းပါဝင်ခဲ့လို့လားဒါမှမဟုတ်ဖီဒယ်ကက်စထရိုကိုယ်တိုင်ကပဲကျွန်တော်အဖွင့်မှာပြောခဲ့သလိုဥပစ္စေတကကံလို့ခေါ်တဲ့သူများတတ်လို့သိမဲ့ကံမပါခဲ့လို့လားကျွန်တော်နဲ့အတူကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ